သွားမယ်ကြိုက်လို့ကဘလို့ဖွင့်ရလဲဆိုကြိုက်လို့ကတချို့လူတွေကကြိုက်လို့ကဆက်စားဆော့ရင်အများကြီးတုံးချင်တယ်ပြီးရင်အများကြီးတုံးရင်ကျန်းမယ်လို့ထင်တယ်ကဲညီကိုတို့ရှင်းပြမယ်နော်ကိုရီးယားကြိုက်လို့ဆက်စားဆော့မယ်ဆိုရင်နေရာပဲဖြစ်နေရာကနေ300ကျအဲ့လောက်ပဲထားပေးစေချင်တယ်ဗျာတချို့လူတွေကဆရာကြီး probably အောင်ဖြစ်သွားသူတို့က100ကျော်200လဲတုံးနေတဲ့လူလည်းရှိတယ်ကြိုက်လို့အနေအများနဲ့မဆိုင်ပါဘူးညီကိုတို့အတွက်ကကိုစော့ပြီးတော့ကိုခေါင်းမမူကိုစိတ်တိုင်းကြတယ်ကိုအိတ်နဲ့ကြတယ်ဆိုရင်ညီကိုတို့လည်းအိမ်ကောင်းမယ်ကြိုက်လို့နဲ့လည်းနားလိမ့်မယ်နော်ကဲကြိုက်လို့စကောကဘလို့ဖွင့်ရလဲဆိုတော့ဒီဘက်မှာသွားမယ်နော်ကြိုက်လို့ကလည်းနှစ်ကွက်ပဲရှိရညီကိုတို့တလားကြိုက်လို့ကလည်းဒီမှာ off လို့ရေးထားရင်သူကပိတ်ထားတယ်မှာဖွင့်ထားရင် on လို့ဖွင့်လိုက်နော် always ပေါ့နော်အမြဲတမ်းပေါ့နော်ဒီမှာအမြဲဖွင့်ထားလိုက်မယ်အမြဲဖွင့်ထားတဲ့ကြိုက်လို့ကလည်းညီကိုတို့ကြည့်အောင်တေချာတင်ပေးမယ်ဗျာညီကိုတို့နားမလည်တာလေးရှိရင်ပြန်မေးလို့ရရနော်ကဲ TPP no scope လားဒါကကြိုက်လို့နော်ဒီမှာကြိုက်လို့ဖက်ပိုင်းဖြစ်နေပြီနော်ကျွန်တော်200ကနေစမယ်နော်ညီကိုတို့200လောက်နော်200စလိုက်မယ်အခုကျွန်တော်က TPP no scope ကြိုက်လို့ဖက်မှာရောက်နေတယ်သူ့မှာဘယ်မှာအလုပ်လုပ်လဲဆိုတော့ကြိုက်လို့ကလေညီကိုတို့တေချာနားထောင်နော်ကြိုက်လို့ဖက်ကသူ့မှာအခုကကျွန်တော်တို့ကဖုံးကိုအခုကျွန်တော်200ထားမလားဖုံးကိုဒီမှာပဲညာစောင်းတာလက်နဲ့ပုတ်တာမဆိုင်တော့နော်အခုကကြိုက်လို့ကဖုံးစောင်းတာပဲကောင်းထဲမှာဖုံးစောင်းတာပဲမှတ်ထားလိုက်တော့လက်နဲ့ပုတ်တာမဆိုင်တော့ကြိုက်လို့ဖက်ကိုနော်ကြိုက်လို့ဖက်လာရင်ဖုံးစောင်းတာဖုံးကိုအပေါ်ထောင်းတာဖုံးကိုအောက်ချတာဖုံးကိုဒီလိုပဲညာစောင်းတာကြိုက်လို့ခေါ်တာစောင်းသမျှအကုန်လုံးကြိုက်လို့ပဲနော်ဒီဖုံးလေးကိုဒီလိုလဲတာပါညာအပေါ်ထောင်းအပေါ်မှအဲ့ဒါရကြိုက်လို့ခေါ်တာခင်ဗျာတို့ကြိုက်လို့လေးကကျွန်တော်နေရာထားဒီအပေါ်အကွက်ကပဲနေရာမှာအတုံးကြလဲဆိုတော့ကြီးမထွက်တဲ့ချိန်ကအပေါ်ကအကွက်ကြိုက်လို့ပဲမှတ်ထားနော်ကြိုက်လို့ကဒီအပေါ်အကွက်ကလေကြိုက်လို့ကကြီးစံမထွက်ပဲနဲ့ကိုဖုံးဆောင်းတာကွာငါကင်မရာဒီလိုလိုက်ဆောင်းတာမပြည့်ရသေးပဲနဲ့လိုက်ဆောင်းတာနော်သွားလုပ်ပြမယ်ညီကိုတို့အခုကနေရာထားစမယ်နော်ကဲကြိုက်လို့နေရာထားတယ်အခုကညီကိုတို့တွေ့လားအခုကတွေ့လားပညာလဲတာလက်နဲ့မပူเนาะဒီမှာဖုံးကဒီတိုင်းပဲကင်ရတယ်ပညာလဲတာเนาะပညာလဲတာကိုစိတ်တွေကနေရာတုံးထားတာဒီမှာကိုနေရာတုံးထားတာသူကတအားမြန်လုံးနေကောင်းမှုတယ်ဘာညာ short ဘာမှဖြစ်ဘူးဒါပေမဲ့ကိုကလဲရတာမရောက်ကွာကိုစိတ်တိုင်းကြမရောက်ငါဒီမှာလဲနေရပြီးငါဒီဘက်လဲချင်တယ်ငါတအားကြီးကိုလုံးအိတ်နေရတယ်ဆိုရင်ညီကိုတို့ကြိုက်လို့နဲနေပြီเนาะအဲ့နဲ့ကိုတွေကအဲ့လောက်ထိမစောင်းချင်ဘူးဆိုရင်လည်းမှာဖထမအကွက်မှာကြိုက်လို့သူက TPP no scope တူပဲเนาะ TPP no scope ကြိုက်လို့ကကျွန်တော်400ထားပြလိုက်မယ်ညီကို400ထားခိုင်းတာမဟုတ်တော့ထားပြမယ်လို့ပြောတာ400ထားလိုက်တာနဲ့ညီကိုတို့ကြည့်လိုက်တော့တက်လားဖုံးကနည်းနည်းစောင်းလိုက်တာနဲ့ခုနကကျွန်တော်ကတီကနေတီကိုစောင်းတာအများကြီးလဲလိုက်ရတယ်မလားကြိုက်လို့200တီကနေတီကိုလာတာကျွန်တော်ကအများကြီးလဲလိုက်ရကြိုက်လို့200လောက်ဆိုရင်เนาะဒီမှာဒါကကြိုက်လို့ခေါ်ရเนาะဒီဖုံးဆောင်တာပါညာဆိုတာဒါ TPP ဒီအပေါ်အကြောင်းမှာဆိုင်မှာเนาะကိုကြီးရေကျွန်တော်ကကြိုက်လို့အရင်များနေရဆိုဒီမှာ short လိုက်ဗျာညီလေးလားဖထမမျက်နှာမှာ TPP လို့ရเนาะ TPP ကကြိုက်လို့အခု400ကျွန်တော်က300ထားလိုက်မယ်เนาะ300ထားလိုက်မယ်ကွာညီကိုတို့ကြိုက်တဲ့လောက်ကိုယ်တိုင်ကြိုက်တဲ့လောက်တွားချိန်လို့ရရเนาะဒီမှာ300အိမ်ကလည်းဘရိုကြည့်เนาะအပေါင်းလက္ခဏာကိုကြည့်ဗျာကိုစိတ်တိုင်းကြချင်တဲ့နေရာလေးကိုဖုံးလေးကိုစောင်းလို့ရရเนาะဒီမှာဒါက300ရာဒါက300ထားပြတာเนาะကဲညီကိုတို့နားလေသွားပြီ TPP ကကြိုက်လို့ကငါကြိုက်လို့နဲရများတာဘယ်မှာချိန်ရမလဲဆိုတော့ဒီမှာလေးကိုနော် TPP no scope ကြိုက်လို့မှချိန်ရမယ် FPP နေရာမှာဘာဆိုင်လဲကိုကနာဆိုတချို့လူတွေကမသိကြသေးဘူးနော် FPP မှာကျွန်တော်တက်ပဲထားလိုက်မယ်ညီကိုတို့အခုကကျွန်တော်က TPP ချိန်ထားမလား TPP ထားတယ်ဆိုတာ तू ကကြိုက်လို့ပုံမှန်300ပဲ FPP ပြောင်းလိုက်တာနဲ့သူ့မှာကြိုက်လို့ကတက်ဖြစ်သွားပြီဖုံးကိုဘလို့ပဲဆောင်းတက်လားဖုံးကိုဘလို့ပဲဆောင်း FPP ဖွင့်ထားနော်အဲ့တော့မှကြိုက်လို့ကတက်ဖြစ်နေလို့ तू ကလိုက်မလို့ညီကိုတို့နားလဲပြီနော်အဲ့ဒါနော်ကဲကိုရီးယားဒီဘက်ကြိုက်လို့က तू ကရေးထားတာဘလို့ရေးထားလဲဆိုတော့ TPP FPP no scope လို့ရေးထားပါတယ်เนาะညီကိုတွေ့လားဒီစာကြောင်းလေးကိုကိုရီးယား FPP ချိန်ပြီးတော့ကြိုက်လို့ပြစ်နေတဲ့ချိန်မှာเนาะအဲ့နဲ့ကျွန်တော်တို့က400ထားကြည့်မယ်400ထားကြည့်ရင်ခုနကမလှုပ်เนาะ FPP ဖွင့်လိုက်ရင်သူကဖုန်းကလိုက်မလှုပ်เนาะကင်မရာလိုက်မလှုပ်အခုကလိုက်လှုပ်ပြီးညီကိုတွေ့လား400တော်တော်လေးကိုမြဲနေเนาะနည်းနည်းစောင်းလိုက်တာနဲ့ဟိုပယ်ရောက်ညာရောက်နေเนาะကဲကိုဒီနားလေရွာကိုကြိုက်တဲ့လောက်လာထားလို့ရရเนาะကိုကဘလို့ထားရမလဲဆိုတော့ကိုရဲ့အပေါင်းလက္ခဏာလေးကိုကြည့်နော်ညီကိုနော်အပေါင်းလက္ခဏာလေးကိုပညာလဲတဲ့ချိန်ကျရင်တက်တက်လေးသွားအောင်နော်တက်တက်လေးသွားအောင်ကိုချချင်တယ်ကိုစိတ်တိုင်းကြချင်တဲ့နေရာလေးကိုလဲလို့ရအောင်နော်ကဲ FPP နေရာမှာလဲနားလဲပြီညီကိုနော်ကဲညီကိုတို့ FPP နေရာမှာတန်းများနဲ့300လောက်ထားကြည့်လိုက်ပါနော်300လောက်ထားပြီးလိုက်မယ်
နားလည်ပြီနော်ဒီနှစ်ကြောင်းနားလည်ပြီလားညီကိုတို့โอเคနားလည်ပြီလားဒီနှစ်ကြောင်းကနားလည်ပြီလားကြိုင်လိုနဲ့ပတ်သက်ပြီးတော့ဖုံးဆောင်းတာလေးလေဒါအပေါ်လေးကကြီးစံမထွက်ပဲနဲ့ကင်မရာကြိုင်လိုလေးကိုခေါ်တာနော်နားလည်ပြီလားချင်းချင်းလေးတို့ရေโอเคဆက်သွားမယ်နော်ကဲ TPP အိမ်ကတော့ကျွန်တော်ကြော်ထားလိုက်မယ်နော်ဘာလို့လဲဆိုတော့လူအများမတုံးကြအောင်ဗျာဒီဟာလေးကနော်ကဲလက်တော့လက်သွားမယ်နော်လက်တော့လေးကတချို့လူတွေကအိမ်ဖြူချမတုံးရင်တရားဒီစာကြောင်းတစ်ခုကပေါ်မှာမဟုတ်ပါဘူးနော်ပိတ်ထားမှာနော်ကဲလက်တော့နေရာမှာသွားမယ်လက်တော့နေရာမှာကျွန်တော်သွားပြမယ်နော်ညီကိုတို့နော်လက်တော့နေရာမှာသူ့မှာကြိုက်လို့ကဒါကကြိုက်လို့ကင်မရာလို့ခေါ်နော်ကျွန်တော်တက်ပဲထားပြမယ်နော်အခုကသူ80နဲ့ပေးထားလက်တော့ကျင်တဲ့ကြိုက်လို့ကဘလို့အလုံးလုံးလဲကိုကနာဒီမှာလေးကျွန်တော်တို့ကလည်းကြိုက်လို့300ထားတာပဲဘာလို့လက်တော့နေရာမှာလဲတူပဲဗျာကျွန်တော်အဲ့ဒါခေါင်းထဲမှာအပေါ်ကအကွက်ကြိုက်လို့ကချီစံမထွက်တဲ့ချိန်အလုံးလောက်တာနော်ချီစံမထွက်တဲ့ချိန်ဘလို့စကုတ်ချိန်လိုက်တာမလားစကုတ်ချိန်ချီစံမထွက်မချင်းက तू ကအပေါ်အကွက်ကကြိုက်လို့ပဲချီစံထွက်တာနဲ့အောက်ကအကွက်ကြိုက်လို့ဖြစ်မှာနော်အခုကကျွန်တော်ကတစ်ပဲထားဘလို့ပဲဆောင်းဖုံးဘလို့ပဲဆောင်းတဲ့လားလောက်ကိုမလောက်တာအဲ့နဲ့ကျွန်တော်တို့ကပြမယ်အဲ့နဲ့ဘလို့လောက်ရမလဲဆိုတော့လက်တော့ကြိုက်လို့မှာကျွန်တော်ဒီမှာနော်လက်တော့ကြိုက်လို့နော်လက်တော့ကြိုက်လို့ကတော့ကျွန်တော်ကတော့အနည်းဆုံးကတော့300လောက်ထားစီချင်တာအနည်းဆုံးနော်ဘာလို့လဲဆိုတော့ညီကိုတို့တက်လာစကုတ်ချိန်လိုက်ရင်စကုတ်ချိန်လိုက်မလားစကုတ်ချိန်လိုက်တယ်ညီကိုတို့ကတခါလေကြရင်လေဒါကတော့ကြီးစံမထွက်တဲ့ဟာကိုပြောတာနော်ဒီမှာ300ကြီးစံထွက်တာနဲ့အောက်ကအကွက်ကြိုက်လို့အကွက်ဖြစ်သွားမယ်ဒါကတော့အပေါ်အကွက်ကြိုက်လို့ကျွန်တော်တို့ကရှင်းပြနေရနော်ဒီမှာ300ဒီမှာလှည့်ပြီးရင်ဒီမှာတွားချင်တယ်ဒီမှာကျွန်တော်တလောက်လှည့်လိုက်တာကွာဒီကနေတလောက်လက်ကတလောက်လောက်လိုက်ရ3ကောင်ပဲရောက်တည်းရဲ့တက်လားဘလို့ကြည့်တလောက်တော့စောင်းရရဲ့တော်တော်လေးကိုစောင်းရရဲ့နံပါတ်4ကောင်ရောက်ဖို့အဲ့ဆိုကြိုက်လို့နဲနေပြီညီကိုတို့ကအဲ့ဒါချီစံမထွက်ပေးနဲ့မထွက်တဲ့ဟာကိုပြောတာနော်ကဲလက်တော့လေး400ထားမယ်400လေးထားကြလိုက်ရင်ညီတို့အခုကစကုတ်ချိန်လိုက်တာနဲ့အခုကကြိုက်လို့400ဖြစ်သွားပြီနော်ချီစံမထွက်သေးဘူးနော်ဒီမှာ400ဖြစ်သွားပြီဒီမှာလာမယ်အခုကြိုက်လို့400ကဲညီကိုတို့နားလေသွားပြီနော်နားလေသွားပြီကြံတဲ့စကုတ်တွေကလည်းတူပဲဗျာအခု3 scope တို့4 scope တို့6 scope တို့ကလည်းတူပဲ3 scope လေးပြပေးမယ်နော်3 scope လေးကတော့အနည်းဆုံးကတော့150လောက်ကြော်လေးကိုထားစေချင်တာဗျာ3 scope ကတင်ပါဗျာဖွင့်လိုက်ရတဲ့ကြိုက်လို့ဖွင့်လိုက်ရင်စကုတ်ဖွင့်လိုက်ရင်အခုကကြိုက်လို့ကခုနကျွန်တော်ချိန်ထားတဲ့လောက်နော်200နီးပါးလောက်နော်တင်ပါကိုရီးယားဒီမှာချိန်ပြီးရင်ဒီမဲ့ကိုပြန်လဲမယ်တခုပဲနေရာမှာအတုံးကြလေတိလားဒီကိုရီးယားတခါလေကြရင်အဝေးမှာနေပြီးတော့ enemy လေးကိုဒီလိုလေးလိုက်အိမ်ကြည့်ရပါစကုတ်ချိန်ပြီးတော့ဖုန်းလေးကိုလိုက်ဆောင်းကြည့်ရနော်ကြိုက်လို့ကင်မရာလေးပေါ့အမှဒီမှာဘဲမလဲအဲ့လိုလေးကြည့်ရနော်အဲ့ဒါမှအပေါ်အကွက်ကကြိုက်လို့နဲ့ဆိုင်ရနော်ခဲကျွန်တော်အောက်ဖက်အကွက်ကိုသွားမယ်ဗျာအပေါ်အကွက်ကကြိုက်လို့နားလဲပြီနော်ကြီးစံမထွက်ပဲနဲ့ဖုန်းကိုအိမ်နာလို့စကုတ်ချိန်ပြီးတော့ဖုန်းကိုအိမ်နာလို့အပေါ်အကွက်ကကြိုက်လို့နော်နားလဲပြီလားညီလေးနားလဲလားအပေါ်အကွက်ကကြိုက်လို့ကကျွန်တော်တို့ကချီစံမထွက်ပဲနဲ့ဖုံးစကုတ်ချိန်ပြီးတော့ဖုံးလဲတာလို့ပြီးရင်ဖုံးစကုတ်မချိန်ပဲနဲ့ TPP အိမ်ကိုလဲတာလို့နားလဲပြီနော်ဟုတ်ပြီဗျာညီကိုတို့အခုကကျွန်တော်တို့အောက်အကွက်သွားမယ်နော်ပြီးရင်ညီကိုတို့ဒီနှစ်ကွက်တွေနားလဲပြီးရင်စကုတ်ချိန်တဲ့ဟာလေးကိုကျွန်တော်တပံဘယ်လိုချိန်ရမလဲလို့တပံပြန်လာပြီးတော့ပြောပြမယ်နော်ကဲညီကိုတို့ကြည့်ရအောင်အောက်က setting လေးကတော့သူ့မှာ ATS ကြိုက်လို့ setting လို့ရေးထားတယ်နော် ATS ကြိုက်လို့ setting ကဘလူကြီးလေ ATS ကြိုက်လို့ setting ကဘလူကြီးလေတချို့လူတွေကပိတ်ထားတယ်တချို့လူတွေကဖွင့်ထားတယ်ဒါကတော့ဝန်လာတော့ဖွင့်စေချင်တာနော်ကဲညီကိုတို့ရေ ATS ကြိုက်လို့ကျွန်တော်တို့ကဒီ TPP no scope ကလေ TPP no scope ကကျွန်တော်တို့စမယ်နော်အောက်ကအကွက်ကြိုက်လို့ပြောမယ်နော်အောက်ကအကွက်ကြိုက်လို့ကသူ့မှာဘလို့အလုပ်လုပ်လဲဆိုတော့ချီစံထွက်တဲ့ချိန်ချီစံထွက်တာနဲ့ကိုဖုံးတွေလိုက်ဆောင်းတာလို့ကြိုက်လို့ကတော့လက်နဲ့ပုတ်တာမဆိုင်နော်ဆောင်းတာကိုပြောတာနော်ကိုချီစံထွက်တာနဲ့ဖုံးကိုလဲတာတခါလေကျရင်ပြစ်ပြီးတော့ဖုံးကိုလိုက်လဲတာလေချီစံထွက်နေတဲ့ချိန်မှာအောက်ကွက်ကအလုပ်လုပ်တယ်ဗျာဘရိုရှင်းပြမယ်နော်ကြည့်ရအောင်ကျွန်တော်အခုက TPP no scope အောက်ကွက်ကိုတက်ပယ်ထားရတယ်ဗျာတက်ပယ်ထားတယ်ညီကိုတို့လာကြည့်လိုက်တော့နော်အခုကအပေါ်အကွက်ကချီစံမထွက်ရင်ကြိုက်လို့300ပုံမှန်ပဲเนาะချီစံထွက်တာနဲ့ဘရိုကျွန်တော်လက်ကိုကြည့်နော်လုံးဝတိတ်ပဲထားလိုက်ရင်လုံးဝဘလို့ပဲအိမ်သူကလိုက်မလို့ကြည့်ရနော်ချီစံထွက်တော့မယ်เนาะကြည့်ရနော်ငါနားလေပြီဟာငါချီစံထွက်တဲ့ချိန်ကျရင်ငါအောက်ကဟာကိုချိန်ရမှာချီစံထွက်တာနဲ့အောက်ကကြိုက်လို့ဖြစ်သွားတာเนาะကဲညီကိုတော့ကြည့်မယ်အောက်ကကြိုက်လို့ဖြစ်သွားတာနဲ့ကိုဘယ်လိုလုပ်ရမလဲကိုဘယ်လောက်ထိချိန်ရမလဲလို့
ညီကိုဘာမှကိုမခတ်ဘူးနော်ညီကိုတို့တက်နော်300လောက်ထားကြည့်လိုက်မယ်နော်300ထားခိုင်းတာမဟုတ်300တချို့လူတွေအတွက်များမယ်တချို့လူတွေအတွက်နည်းမယ်နော်အစကကိုရ300လောက်ပုံမှန်ပေါ့နမူနာတော့ကိုရစတင်အပြက်ခံပြီးတော့ညီလေးကိုတင်ပေးရနော်ကိုရစတင်ကပြက်သွားတယ်မရှိတော့ဒါပေမဲ့ကိုရဘာမျိုးညီကိုတို့အတွက်နားလည်ဖို့အတိကပဲနော်ကဲကို300ထားပေးမယ်အောက်က TPP no scope ကိုအရင်သွားမယ်နော်အောက်ကအကွက်ပေါ့နော် ADS ကြိုင်လို့လေးအောက်ကအကွက် TPP no scope က300ဗျာကဲအခုကျွန်တော်ကြိုင်လို့300ထားရတယ်ခုနကကြည်ဒါကကြည်စံမထွက်ရင်အပေါ်အကွက်ကြည်စံထွက်တာနဲ့အောက်ကအကွက်နော်ညီကိုတို့ကြည်ရနော်ပြန်ပြစ်ပြမယ်နော်ကြည်ရနော်ဒီပြပြစ်ပြီးရင်ဒီမှာဖုန်းကျွန်တော်ဖုန်းကိုကြည်ရနော်ကျွန်တော်ဒီကောင်ပြစ်ပြီးရင်ဒီကောင်ပြန်သွားမယ်အဲ့ဒါဒီတိုင်းပဲလှည့်လိုက်မယ်နော်ကြည်တာစကုပ်ပချိန်မဲနဲ့ no scope သူလည်းရေးထားတယ် TPP no scope အဲ့နဲ့ကြည်စံထွက်တာနဲ့အောက်ကအကွက်တန်းဖြစ်သွားတယ်နော်အောက်ကအကွက်အခု300ဗျာကြည်စံထွက်တာနဲ့ तू ကအလုပ်လုပ်တယ်ဆိုတာကိုဒီနားလေသွားပြီနားလေသွားပြီနော်ဒီမှာ TPP no scope ကကြည်စံထွက်မှ तू ကအလုပ်လုပ်တာနော်ကိုကကြည်စံပြည့်နေတဲ့ချိန် no scope ပြည့်နေတဲ့ချိန်ကဖုန်းကြီးကိုဒီလိုစောင်းလာရအောက်ကအကွက်နဲ့ဆိုင်သွားပြီနော်ပြီးရင် FPP no scope လည်းတူတူပဲဗျာညီကို FPP no scope မှာကျွန်တော်တစ်ပဲထားလိုက်မယ်အခုကျွန်တော် FPP နော် FPP ချိန်လိုက်တာနဲ့ဒီမှာ FPP ချိန်လိုက်တာနဲ့ဒီမှာဘာစကုပ်ပဲထည့်ဗျာသူ့မှာအပေါ်ကဟာကကျွန်တော်ဘယ်လောက်ထားလဲဆိုတော့အပေါ်ကချိန်လို့ကကျွန်တော်300လားထားထားတယ်မှာ तू ကလဲလို့ရသေးရဲ့နော်အောက်ကကြိုက်လို့ကကြီးစံထွက်ရင်အလုပ်လုပ်တော့မယ်အောက်ကကြိုက်လို့ကဝန်တာတစ်ပဲထားတာညီကိုတို့ကြည့်ထားလိုက်တော့နော်ပြစ်မယ်ကြီးစံထွက်တာနဲ့ဖုန်းကိုစောင်းပြမယ်နော်လုံးဝအလုပ်မလုပ်ကဲကျွန်တော်တို့ကနားလေတော့ငါနားလေပြီဆိုပြီးငါနားလေပြီဒီဟာငါချက်တခါလေကြာရင် FPP ဖွင့်ပြီးတော့သူများကိုအိမ်ပြီးတော့ငါတော့မှကြီးစံထွက်နေချက်တက်ကျိုးတော့မယ်လိုက်မအိမ်ဘူးဆိုရင်ကိုယ်နားလေတဲ့ပြီတရားလေးကိုလာချိန်ရမှာနော် TPP no scope လေးကိုလာချိန်ရမယ်ဗျာကဲကိုရ300ကြော်လေးထားလိုက်မယ်နော်ပြီးညီကိုတို့ကြည့်ရအောင်ပြပြမယ်နော်အခု FPP နော် FPP ချိန်လိုက်မယ်ဒါကတော့အပေါ်ကကြိုက်လို့300ကြီးစံထွက်တာနဲ့ခုန300ကြော်လေးဖြစ်သွားမယ်နော်တန်းဖြစ်သွားမယ်ကြည့်တာဖုန်းလေးပဲစောင်းပြမယ်ကြည့်တာတက်လားနားလည်ပြီလားညီလေးတို့ okay ဗျာနားလည်ပြီနော်ချစ်ပြီညီလေးတို့တော်တယ်ကဲကိုကြီးကတော့ပြန်သွားမယ်နော်နောက်ထပ်တစ်ကွက်ပြန်သွားမယ်နော်ကဲကိုကြီးကအပေါ်ကအကွက်ကြိုက်လို့ကကြီးစံမထွက်ပဲနဲ့ဖုန်းလေးကိုစောင်းတဲ့ဟာဒီ laptop တွေပါညာတွေ 3 scope တွေစကုပ်ဖွင့်ပြီးတော့ဖုန်းစောင်းတဲ့ဟာကြီးစံမထွက်သေးဘူးနော်အောက်ကအကွက်ကအခုကကျွန်တော်တို့ကကြီးစံထွက်တာနဲ့ဖုန်းစောင်းတာနော်အပေါ်ကနှစ်ချောင်းနော်ပြီးရင် laptop တွေလည်းတူတူပဲဗျာ laptop က bro ကြည့်ရနော် laptop ကကျွန်တော်တစ်ပဲထားလိုက်မယ် laptop ကအောက်ကအကွက်ကကြီးစံထွက်ရင်အလုပ်လုပ်မှာလေတစ်ပဲထားလိုက်ဆိုတော့ဘလို့ပဲစောင်းကြီးစံထွက်တဲ့ချိန်ကျရင် तू ကလိုက်လုပ်မှာမဟုတ်နော်ကဲညီကိုတက်ကြည့်မယ်နော်ကဲ laptop ကအပေါ်ကအကွက်ကကြိုက်လို့ကကြီးစံမထွက်တဲ့ရင် तू ကလှုပ်လို့ရသေးရဲ့လေအခုကကြိုက်လို့က300ကျော်လား400လားမသိဘူးအပေါ်ကဟာနော်ဒါမှညီကိုစောင်းလို့ရသေးရဲ့ကြီးစံထွက်လိုက်တာနဲ့ तू ကချယ်လို ATR ကလုံးဝအလုတ်တန်းလုပ်ပြီနော်အလုတ်တန်းလုပ်တာနဲ့ဘလို့မှစောင်းလို့မရတော့ညီကိုတက်ပဲထားတာဆိုတော့ကြည့်ရနော်ကြည့်ရနော်ဖုန်းတလောက်စောင်းတာအလုတ်မလုပ်တော့ငါတိသွားပြီတခါလေကြာရင်ငါသူများကိုလိုက်ပြစ်တာငါသူများကိုလိုက်ပြစ်တီလို့လဲရတာလက်တော့ငါလဲလို့ငါခါကျိုးလို့မယ်ဘာညာဆိုရင်တားယူလဲရရင်ညီကိုတို့ကချီစံထွက်နေတဲ့ချိန်ကလဲတားလဲရရင်ညီကိုတို့ကအောက်ကအကွက်ကိုလာပြစ်နော်ကဲညီကိုအောက်ကအကွက်ခြိုက်လို့ကျွန်တော်က400ထားတာเนาะအခုကတက်ထားရင်ပြစ်တဲ့ချိန်ကျရင် तू ကဘလို့ပဲစောင်းဖုံးကလိုက်မလို့เนาะကဲ400ထားမယ်ညီကိုကစကုတ်ချိန်လိုက်တာနဲ့ချီမထွက်ရင်အမြဲတမ်းမှတ်ထားအပေါ်ကအကွက်ခြိုက်လို့ချီထွက်တာနဲ့အောက်က ADS ခြိုက်လို့တန်းအလုပ်လုပ်မှာเนาะအခုကချီမထွက်တယ်ဦးဒါကခြိုက်လို့300ပေါ့ဒီမှာလဲလို့ရဒီမှာလဲချီထွက်တာနဲ့ညီကိုတို့အောက်ကကွက်ဖြစ်မှာကြည်ရเนาะတွေ့လားညီတို့တွေ့လားပြစ်ကြည့်ဟန်တော့ပြစ်ပြီးတော့ကိုကြီးကဖုံးပဲစောင်းမှာနော်ကြည့်လားနားလေသွားရင်နော်ညီကိုနားလေတော့အောက်ကခွက်ကတခါလေကြာရင်ကျွန်တော်ရဲ့ 3 scope ကသူများကိုပြစ်တဲ့ချိန်ကြာရင်ဖုံးကအိမ်လုံးလိုက်လို့မမီဘူးတမအဲ့ဒါကြိုက်လို့နဲနေလို့ညီကို3 scope လေးသွားပြမယ်နော်3 scope လေးကကိုရဲ့200အပေါ်ကဘယ်လောက်ထားလဲဆိုတော့196ကိုရဲ့ပုံမှန်လေးဥပမာလေးပေါ့နော်200လောက်ထားပြမယ်တက်အရင်ထားပြလိုက်မယ်ညီလေးကိုတက်အရင်ထားပြလိုက်မယ်နော်တက်အရင်ထားလိုက်ပြလိုက်မယ်3 scope
တဲ့အရင်ထားပြလိုက်မယ်နော်အခုကအပေါ်ဟာက196 200နီးပါးလောက်အပေါ်အကွက်ကစကုတ်ချိန်ရင်အခုကကြိုက်လို့ကအပေါ်ကအကွက်ကကြိုက်လို့နော်ဒီမှာညီလေးတို့မြန်တယ်နေတယ်ဆိုရင်အပေါ်ကစိတ်တိုင်းကြချိန်လို့ရတယ်နော်ကဲကြီးစံထွက်တာနဲ့ ADS ကြိုက်လို့အလုပ်တန်းလုပ်မယ်ကျွန်တော်ကတစ်ထားတယ်ဆိုတော့ဘလို့မှဖုံးပွဲဆောင်းသူကလိုက်လို့မှာမဟုတ်ဘလို့ပဲလို့သူကမရအောင်နော်ကဲကျွန်တော်တို့ကနားလေသွားကွာငါtweet စကုတ်ကအရန်ခါတယ်ငါ tweet စကုတ်ကအရန်ယူအိမ်ရတယ်ဆိုရင်ကြိုက်လို့နဲနေရဖြစ်မယ်ငါ tweet စကုတ်ကငါနည်းနည်းလှည့်လိုက်တာနဲ့အဝေးရောက်လာဆိုရင်ကြိုက်လို့များနေရ ATS ကြိုက်လို့များနေရကိုရီးယားနားလေသွားပြီ ATS ကြိုက်လို့ကဒီအောက်ကကြိုက်လို့ကကြီးစံထွက်တဲ့ချိန်မှာအလုပ်လုပ်တာကိုကတိရွာဆိုရင်နော်ထားခိုင်းတာမဟုတ်ညီကိုခဏကြမှာကိုကြီးချိန်နည်းလေးပြန်ပြောပြမယ်ဗျာကဲညီကိုတို့ကြီးစံထွက်ရင်အောက်ကအကွက်ကြီးစံမထွက်ရင်အပေါ်ကအကွက်ကိုကတိရွာဆိုရင်ရပြီနော်对啦，碰我技能，鬼呀碰被伤进面了。啊，那不打龙王嘛爆呢，对吗？哪里呢？ကဲတခါလေးပြန်နှွေးပေးမယ်နော်တခါလေးပြန်နှွေးပေးမယ်စက်တင်ထဲမှာရောက်လာတာနဲ့ညီကိုတို့နော်ဒီဖရမစာကြောင်းလေးကဖရမမျက်နှာမှာ तू ကရေးတဲ့ပေးရဟာကကြီးစံမထပ်ပဲနဲ့လက်ပုတ်တဲ့ဟာနော်ဒါဂျိုင်လိုမပါရဘူးနော်အောက်ကအကွက်ကကြီးစံထွက်ပြီးတော့လက်နဲ့ဆွဲတဲ့ဟာနော်တချို့လူတွေက ADS လေးပြစ်တဲ့ချိန်ကြလေ ADS စတင်လို့ခေါ်တာနော်ပြစ်တဲ့ချိန်ကြရင်လက်နဲ့ဆွဲရလေလက်နဲ့ပဲဆွဲရနော်ဂျိုင်လိုနဲ့မဆိုင်နဲ့လက်နဲ့ပဲပြောသေးရနော်အဘောဟာကြီးမထွက်ဒီအပေါ်ဟာကကြီးမထွက်ပဲနဲ့လက်နဲ့ပုတ်တာနော်အောက်ကအကွက်ကကြီးထွက်တဲ့ချိန်ကလက်ပုတ်တာနော်ကဲဂျိုင်လိုဖက်ပြန်သွားမယ်ဂျိုင်လိုဖက်ကလည်းတူတူပဲဗျာဂျိုင်လိုဖက်ကအပေါ်ကဂျိုင်လိုကဖုံးကိုစောင်းမယ်ကြီးမထွက်တဲ့ချိန်ကဖုံးစောင်းတာလို့စကုတ်ချိန်ပြီးဖုံးစောင်းတာလို့လက်တော့ချိန်ပြီးတော့ဖုံးစောင်းတာကြီးမထွက်သေးဘူးနော်ကြီးထွက်တာနဲ့အောက်ကအကွက်အလုတ်တန်းလောက်မှာအောက်ကအကွက်ဂျိုင်လိုကကြီးထွက်တဲ့ချိန်ကျရင်သူကအလုတ်တန်းလောက်တယ်နော်ချစ်ညီကိုနော်အဲ့နဲ့အောက်ကအကွက်ကကြီးထွက်တာနဲ့ तू ကအလုတ်တန်းလောက်တယ်နော်ကြီးထွက်တာနဲ့အောက်ကကြိုက်လို့တန်းဖြစ်သွားကဲရပြီနော်ညီကိုနားလည်ပြီစကုတ်ချိန်ဘယ်လိုချိန်ရမလဲကိုအဝေးပြစ်ကြရင်စကုတ်မငိမ်ဘူးစကုတ်ကတားခါနေကဲကိုတင်ပြမယ်ဗျာ let's go